နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အဓိကတာဝန်ကတော့နိုင်ငံတကာမျက်နှာစာရှေ့တန်းမှာတိမ်မွေးတဲ့နှလုံးရည်နည်းလမ်းနဲ့နိုင်ငံတော်အချုပ်အခြာအာဏာနိုင်ငံတော်နဲ့ပြည်သူအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ပေးဖို့ဖြစ်ပါတယ်။လက်ရှိအစိုးရဟာပြည်သူအကျိုးစီးပွားကိုဦးထိပ်ထားတဲ့ပြည်သူအခြေပြုတန်တမန်ဆက်ဆံရေးနည်းလမ်းနဲ့ချင်းကပ်ဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။တန်တမန်စီးပေါက်ရင်လက်ယုံရည်အင်အားသုံးဖြည့်ရှင်းရတဲ့စစ်ပွဲများပေါ်ပေါက်လာနိုင်တဲ့အဆင့်ဖြစ်လာနိုင်တဲ့အတွက်ပြည်တွင်းမှာအခြေအနေအရပေါ်ပေါက်လာတဲ့နိုင်ငံတကာဖိအားတွေကိုနိုင်ငံခြားရေးဝန်ကြီးဌာနမှတန်တမန်နည်းလမ်းအရကာကွယ်ဖြည့်ရှင်းပေးလျက်ရှိပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဓိကတာဝန်ဖြစ်တဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူတွေအကျိုးစီးပွားကိုကာကွယ်မြင့်တင်ဖို့အတွက်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ကနေပြီးတော့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတာဝန်ယူပြီးတော့ကြိုးပမ်းဆောင်ရွက်ရရှိပါတယ်။နောက်ပြီးတော့အဲ့လိုဆောင်ရွက်တဲ့နေရာမှာလွတ်လပ်၍တက်ကြွပြီးတော့ဘက်မလိုက်တဲ့နိုင်ငံခြားရေးမူဝါဒကိုဆက်လက်အကောင့်ထဲပေါ်သွားမယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ဒါရှင်းလင်းပြောကြားခဲ့ပါတယ်။ပြည်သူလူထုကနေရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သူရဲ့အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရေးအတွက်ပြည်သူရဲ့အကျိုးစီးပွားကိုဥထိပ်ထားတဲ့ပြည်သူအခြေပြုတန်တမန်ဆက်ဆံရေးနည်းလမ်းဖြင့်ချင့်ကပ်ဆောင်ရွက်ခဲ့ပါတယ်။ပြည်ပနိုင်ငံများနဲ့ချစ်ကြည်ရေးတည်ဆောက်ရမှာလည်းပဲပြည်သူအချင်းချင်းထိတွေ့ရင်းနှီးမှုကိုအခြေခံတဲ့ဆက်ဆံရေးကိုကျွန်တော်တို့အနေနဲ့ဦးစားပေးအကောင့်ထဲပေါ်လျက်ရှိပါတယ်။လူခွင့်ရေးမြင့်တင်ရေးဘက်မှာဆိုလို့ရှိရင်လည်းထိတ်တိုက်ရင်ဆိုင်တွေ့တဲ့ချင်းကပ်မှုပုံစံအစားထိတွေ့မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုအလေးပေးပြီးချင်းကပ်မှုပုံစံမျိုးကိုပေါ်လွင်အောင်ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။အဲ့လိုဆောင်ရွက်တဲ့အခါမှာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့အမျိုးသားပြန်လည်တည်မြဲရေးကိုမထိပါအောင်အထူးဂရုပြုပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်။ကမ္ဘာနိုင်ငံအနေနဲ့စီးပွားရေးနဲ့ယင်းနှိမ့်မြုပ်နှံမှုတွေရရှိရေးအတွက်ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာလည်းပဲပြည်သူများကိုအကျိုးပြုစေမဲ့အလုပ်ကိုင်များဖန်တီးပေးရေးအမျိုးသားရင်ကြားစေရေးမူဝါဒကိုအထောက်အကူပြုစေဖို့အတွက်မဖွံ့ဖြိုးသေးတဲ့ဒေသတွေမှာယင်းနှိမ့်မြုပ်နှံမှုတွေပုံမရရှိစေရေးတို့ကိုဦးစားပေးပြီးတော့အလေးထားပြီးတော့အကောင့်ထဲပေါ်ရဲဆိုတဲ့အကြောင်းပြောကြားလိုပါတယ်။အဲ့လိုကြိုးပမ်းဆောင်တဲ့အခါမှာကျွန်တော်တို့ဒီဝန်ကြီးဌာနမှာကျွန်တော်တို့ဦးစီးဌာန9ခုနောက်ပြီးတော့တန်ယုံအဖွဲ့ယုံကောင်စစ်ဝန်ချုပ်ယုံနေပေါ့နော်ကဘာရမှာဖွင့်ထားတဲ့ဒီယုံတွေရဲ့အင်အားနဲ့ကျွန်တော်တို့ပေါင်းစပ်ချိတ်ဆက်ပြီးတော့နောက်တခြားဝန်ကြီးဌာနတွေလည်းညှိနှိုင်းပြီးတော့ကျွန်တော်တို့ပေါင်းစပ်ညှိနှိုင်းပြီးတော့ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာနိုင်ငံရေးပထဝီအနေထားပေါ့နော်အရာမတန်အရေးပါတဲ့နေရာမှာရှိပါတယ်ကျွန်တော်တို့တောင်အာရှနဲ့အာဆီယံနိုင်ငံတွေကြားမှာလည်းပေါင်းမှုဆက်သွယ်ပေးတဲ့နေရာရှိတယ်နောက်ပြီးတော့အမေရိကန်လူမျိုးထွန်းထဆုံးဖြစ်တဲ့နော်အိန္ဒိယတို့တရုတ်တို့လိုနိုင်ငံကြားမှာလည်းတည်ရှိတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံဟာအမှန်တမ်းပထဝီနိုင်ငံရေးရအရေးပါတဲ့နေထားမှာရှိပါတယ်ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒအကောင့်ထဲပေါ်တဲ့အခါမှာကျွန်တော်တို့အစဉ်အလာရချစ်ခင်ရင်းနှီးဖြစ်တဲ့အိန္ဒိယနိုင်ငံတွေရဲ့နဲ့ချစ်ကြည်ရေးအပြင်နောက်ပြီးတော့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်ဒီမိုကရေစီရအပိထောက်ခံခဲ့ကြတယ်ကျွန်တော်တို့ဒီအနောက်နိုင်ငံဖွံ့ဖြိုးရေးမိဖက်နိုင်ငံကြီးတွေနဲ့ရောကျွန်တော်တို့ချစ်ကြည်ရင်းနှီးမှုကိုဟန်ချက်ညီညီကျွန်တော်တို့တိဆောက်နိုင်ရေးကိုကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါတယ်အဲ့တော့ပထမတစ်နှစ်ကာလအတွင်းမှာချစ်ကြည်ခီးစဉ်တွေကိုကျွန်တော်တို့ဗန်းညီမျှတအောင်စနစ်တကျစီရင်ဆောင်ရွက်ခဲ့ပါတယ်အဲ့တော့ပထမကျွန်တော်တို့သွားရောက်တဲ့နိုင်ငံတွေကိုပြန်လည်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံတော်သမ္မတကြီးဦးထင်ကျော်ဟာဒါလာအိုနိုင်ငံအိန္ဒိယဗီယက်နမ်ကမ္ဘောဒီးယားနိုင်ငံတို့ကိုချစ်ကြည်ခီးသွားရောက်ခဲ့ပြီးတော့အာဆီယံရုရှားဆက်ဆံရေး260ပြည့်အခမ်းအနားတက်ရောက်ရန်အတွက်ကျွန်တော်တို့ရုရှားနိုင်ငံကိုလည်းသွားရောက်ခဲ့တယ်နောက်ပြီးတော့ဒီ17ကြိမ်မြောက်အာရှဥရောပအေဆမ်ထိပ်သီးအစည်းအဝေးကိုတက်ဖို့လည်းကျွန်တော်တို့မွန်ဂိုလီးယားနိုင်ငံကိုသွားရောက်ခဲ့ပါတယ်ဒါပြင်ထိုင်းနိုင်ငံကိုလည်းထိုင်းပြည်ကြီးဒီနာယဆန်တဲ့အတွက်ဝန်ထဲကြောင်းလက်မှတ်ရေးထိုးအတွက်ထိုင်းနိုင်ငံကိုလည်းသွားရောက်ခဲ့ပါတယ်အလားတူပဲနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာလည်းပဲအရှေ့ဘက်နိုင်ငံတွေနဲ့တရုတ်နိုင်ငံထိုင်းနိုင်ငံဂျပန်စင်ကာပူအိန္ဒိယနိုင်ငံတို့ကို၎င်းအနောက်ဘက်မှာရှိတဲ့ပြည်တိန်နဲ့အမေရိကန်ပြည်ထောင်စုတို့ကို၎င်းချစ်ကြည်ခင်းများကျွန်တော်တို့သွားရောက်နိုင်ခဲ့အောင်ကျွန်တော်စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်
ဒါအပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာနယူးယောက်မြို့မှာကျင်းပတဲ့82ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတို့၎င်းနောက်ပြီးတော့အိန္ဒိယနိုင်ငံမှာဂိုဝါမြို့မှာကျင်းပခဲ့တဲ့ Break and BIMSTEC ထိပ်သီးညီလာခံကိုလည်းပါဝင်တက်ရောက်ခဲ့ပြီးတော့ဒေသရေးရမှာကျွန်တော်တို့တကြပါဝင်ဆွေးနွေးခဲ့ပါတယ်အဲ့ဒါအပြင်တော့ဒီနယူးယောက်မှာလုပ်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်တဲ့အခါမှာကျွန်တော်တို့နှစ်ပေါင်းများစွာဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ပြီးတော့ဒီမနစ်ကမှစတင်ပြီးတော့အစိုးရတာဝန်ထမ်းဆောင်ရရှိလိုက်ဒီမိုကရေစီအစိုးရလက်ထက်မှာနိုင်ငံတော်ရဲ့အတိုင်ပင်ပုဂ္ဂိုလ်အနေနဲ့ပထမဆုံးကိုယ်စားလှယ်ဖြစ်ကျွန်တော်တို့ကုလသမဂ္ဂထွေညီလာခံတက်ရောက်ပြီးမိန့်ခွန်းပြောခဲ့တာဆိုရင်ဒါကမ္ဘာနိုင်ငံအားလုံးကနေပြီးတော့လိုက်လဲလဲဝမ်းမြောက်ဝမ်းသာကျွန်တော်ကြိုးဆိုမှုကိုရရှိခဲ့ပါတယ်ကျွန်တော်တို့စီစဉ်ဆောင်ပေးလိုက်တဲ့ဒီနိုင်ငံကောင်းဆောင်ရဲ့ခီးစဉ်တွေကနေပြီးတော့ဘယ်လိုအကျိုးတွေရလက်တွေရတယ်လဲရလာခဲ့တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါလေးကိုကျွန်တော်ကောင်းလုပ်ပြီးတော့တင်ပြလိုပါတယ်ပထမဆုံးလာအိုနိုင်ငံကိုနိုင်ငံတော်သမိုင်းသွားရောက်ခြင်းကတော့ကျွန်တော်တို့အဲ့လိုသွားရောက်ခြင်းအဖြစ်အဲ့ဒီအချိန်ကပေါ့နော်ဒီ2016ခုနှစ်ကအာဆီယံရဲ့အလဲကျဥက္ကဋ္ဌဖြစ်တဲ့လာအိုနိုင်ငံကိုသွားရောက်နိုင်ငံရတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံခြားရေးဝါဒအနေနဲ့အာဆီယံနိုင်ငံနဲ့ဆက်ဆံရေးကိုဦးစားပေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဖော်ဆောင်ပြသနိုင်ခဲ့ပါတယ်။နောက်တရုတ်နိုင်ငံကိုကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာအာဆီယံပြင်ပတွေနိုင်ငံတွေထဲကနေပထမဆုံးသွားတဲ့နိုင်ငံဖြစ်ပါတယ်။အဲ့တော့အဲ့လိုသွားရောက်နိုင်ငံချင်းအဖြစ်မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားမှာနိုင်ငံဆက်ဆံရေးကိုပြန်လည်နှွေးထွေးအောင်ကျွန်တော်တို့မြင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ဒါပြင်ကျွန်တော်တို့တရုတ်နဲ့မြန်မာနိုင်ငံကြားမှာရှိတဲ့ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံအနေနဲ့လည်းကျွန်တော်တို့ဆက်လက်ပြီးတော့ဆက်ဆံရေးကိုတိုးမြင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်။နောက်ပြီးတော့ပြည်သူချင်းထိတွေ့ဆက်ဆံရေးကိုတည်ထောင်ဖို့နဲ့ပြည်သူလူထုအကျိုးစီးပွားကိုဖော်ဆောင်ပေးမဲ့ကူညီပံ့ပိုးမှုတွေပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့လည်းကျွန်တော်တို့အနေနဲ့ဆွေးနွေးနိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံကနေပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ကိုအမေရိကန်ဒေါ်လာ3သန်းကူညီဖို့နောက်ကျန်းမာရေးပညာရေးလယ်ယာစိုက်ပျိုးရေးနယ်စပ်ဒေသဖွံ့ဖြိုးရေးစတဲ့ပြည်သူတွေအကျိုးပြုမဲ့လုပ်ငန်းတွေမှာလည်းယွမ်သန်းပေါင်း1000ပေးအပ်ရန်သဘောတူညီခဲ့ပါတယ်။ဒါအပြင်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေးကိစ္စတွေကိုပုံမှန်လင်းလင်းတိုင်ပင်ဆွေးနွေးနိုင်မှုအတွက်ကျွန်တော်တို့ရန်တရားအဖြစ်နဲ့ကျွန်တော်တို့နိုင်ငံခြားရေးဝန်ကြီးဒုတိယဝန်ကြီးရဲ့ကာကွယ်ရေးဌာနဒုတိယဝန်ကြီးရဲ့ဥဆောင်တဲ့ကျွန်တော်တို့ဒီ2+2ရန်တရားကိုလည်းအောင်မြင်စွာကျွန်တော်တို့တည်ထောင်ပြီးတော့ကျွန်တော်တို့ဒီရန်တရားရဲ့အစည်းအဝေးတွေလည်းကျွန်တော်တို့နှစ်ကြိမ်တိုင်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်အိန္ဒိယနိုင်ငံကိုကျွန်တော်တို့နိုင်ငံတော်သမ္မတကြီးလည်းသွားရောက်ခဲ့တယ်နောက်ပြီးတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်လည်းမရှိမနှောင်းသွားရောက်ခဲ့တယ်နောက်ပြီးတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာလည်းအိန္ဒိယနဲ့အိန္ဒိယနိုင်ငံမှာအရင်တော့နေထိုင်မှုတဲ့ဒီကျွန်တော်တို့ထိတွေ့အရင်တော့ထိတွေ့မှုရဲ့ခေါင်းဆောင်တွေချင်းယဉ်ကျေးမှုဒီကြောင့်မို့လို့နိုင်ငံဆက်ဆံရေးကိုတိတိတသာကြီးကျွန်တော်တို့တိုးမြင့်အောင်ဆောင်ရွက်နိုင်ခဲ့ပါအဲ့တော့အဲ့ခီးစဉ်တဲမှာတော့ကျွန်တော်တို့သုံးနိုင်ငံအဝေးပြေးကားလမ်းမကြီးမှာအစိတ်ပိုင်းတွေဖြစ်တဲ့เนาะဒီတမူကြီးကုန်းကလေးဝလမ်းပိုင်းတရားတွေအဲ့ဒီဟာတွေကိုတိဆောက်ပေးဖို့နောက်ပြီးတော့အဆင့်မြင့်တရေးကိစ္စတွေနောက်တိုင်းရင်စေကန္တနောက်ပြန်လဲဒီပြည်ဖြိုးမြဲစွမ်းရင်ကန္တနဲ့သက်ဆိုင်တဲ့သဘောတူညီချက်တွေစာချုပ်လွှာတွေလည်းကျွန်တော်တို့လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ခီးစဉ်အတွင်းမှာဆိုလို့ရှိရင်အဲ့ဒီဒုက္ခသည်စခန်းတွေမှာထိုင်းနိုင်ငံတို့နေထိုင်နေတဲ့နိုင်ငံသားအချို့ကနေဆန္ဒလျောက်ပြန်ကျင်တယ်ဆိုတော့လူ169ခုကဆန္ဒထုတ်ပြောကြားရတာရှိပါတယ်အဲ့ဒါကြောင့်မို့အဲ့ဒီအဖွဲ့တွေကိုအလင်းအမြန်ဆုံးစစ်ဆေးပြီးတော့ပြန်ခေါ်ဖို့အတွက်ကျွန်တော်တို့ဘက်ကနေပြီးတော့ကိုယ်စားလှယ်အဖွဲ့အမြန်ဆေးလို့ပြီးတော့ကျွန်တော်တို့စီမံဆောင်ရွက်ပေးခဲ့ပါတယ်နောက်စင်ကာပူနိုင်ငံခီးစဉ်ဘက်ကိုပြန်လှည့်ရမယ်ဆိုလို့ရှိရင်လည်းစင်ကာပူမှာလည်းပဲကျွန်တော်တို့စင်ကာပူနဲ့မြန်မာတမူအကြောင်းပညာပေါ့နော် vocational training တွေတိုးတက်ပေးမြင့်မှုတွေပေးဖို့လည်းကျွန်တော်တို့စာချုပ်လာတွေတက်တန်းတွေတိုးမြင့်နိုင်ခဲ့တယ်နောက်ပြီးတော့စင်ကာပူနဲ့မြန်မာနိုင်ငံကြားမှာအပြန်အလှန်သွားရောက်မှုတွေချစ်ကြည်ရင်းနှီးမှုကမ္ဘာလဲခီးတွေတိုးမြင့်နိုင်မှုတွေကျွန်တော်တို့ရက်ပေါင်း30တဲ့သွားတဲ့လူတွေအတွက်ဒါဗီဇာမလိုအပ်ဘဲအပြန်အလှန်သွားရောက်လည်ပတ်နိုင်မှုအတွက်ကိုကျွန်တော်တို့သဘောတူညီချက်တွေရရှိခဲ့တယ်နောက်ပြီးတော့စင်ကာပူရန်ကုန်မန္တလေးကိုဒါစင်ကာပူလေကြောင်းလိုင်းကနေပြီးတော့စမ်းသပ်ကာလအဖြစ်ပြန်တမ်းပြေးဆွဲခွင့်တွေလည်းကျွန်တော်တို့ခွင့်ပြုခဲ့ပါတယ်ဒီလိုလုပ်ချင်းအဖြစ်ကျွန်တော်တို့နိုင်ငံကြားမှာဒီထိတွေ့ဆက်တယ်မှုတွေတိုးတက်များပြားလာပြီးတော့နိုင်ငံဆက်ဆံရေးကိုဆက်ဆံရေးနဲ့မကဘူးစီးပွားရေးကမ္ဘာလေခီးတဲ့ကဏ္ဍနေအများကြီးကျွန်တော်တို့တိုးမြင့်အောင်ကျွန်တော်တို့ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ဂျပန်နိုင်ငံကိုသွားရောက်ခဲ့တဲ့ကျွန်တော်တို့နိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ခီးစဉ်အတွင်းမှာလည်းကျွန်တော်တို့ဂျပန်နိုင်ငံကနေပြီးတော့
ဒီမိုကရေစီဖော်ဆောင်ရေးနဲ့အမျိုးသားပြန်လည်ရည်ညွှန်းစင်ရေးလုပ်ငန်းစဉ်တွေမှာကုညီပံ့ပိုးဖို့ဆိုပြီးတော့ဂျပန်ယန်ဘီလီယံ40ကုညီပံ့ပိုးဖို့သူတို့ဘက်ကနေကမ်းလှမ်းခဲ့ပါတယ်။ဒါ့အပြင်ဂျပန်မြန်မာပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းကိုမူတည်ပြီးတော့ဂျပန်အစိုးရရဲ့အထောက်ပံ့တွေနဲ့ပုဂ္ဂလိကယင်းနှိမ့်မြုပ်နှံပေါင်းစပ်ပြီးတော့9နှစ်အတွင်းမှာကျွန်တော်တို့မြန်မာနိုင်ငံကိုဂျပန်ကနေပြီးတော့ဂျပန်ယန်ဘီလီယံ800ထောက်ပံ့မှုအတွက်ကျွန်တော်တို့ဒီဂရီကိုပြုမှုတွေရရှိခဲ့ပါတယ်။ဒါတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ချစ်ကြည်ခေတ်စဉ်တွေလည်းရရှိတဲ့အကျိုးအမြတ်အချို့ကိုကောင်းတို့တင်ပြရင်ဖြစ်ပါတယ်။ထူးခြားတဲ့ဒီအစိုးရရဲ့ဒီပထမတစ်နှစ်တကာလအတွင်းမှာကျွန်တော်တို့အထူးသိသာထင်ရှားတဲ့ရလဒ်ကတော့အမေရိကန်နိုင်ငံကိုနိုင်ငံတော်၏အတိုင်ပင်ဖို့သွားရောက်တဲ့ခီးစဉ်အတွင်းမှာကျွန်တော်နိုင်ငံကိုကန့်သတ်ပိတ်ဆို့ထားတဲ့စီးပွားရေးပိတ်ဆို့မှုတွေအကုန်လုံးအားလုံးပေါ့နော်အဲ့ဒါတွေကိုဖယ်ရှားပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်ပြီးတော့မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံတို့နိုင်ငံကြားမှာလည်းမိတ်ဖက်ဆက်ဆံရေးအဖြစ်တိုးမြင့်သတ်မှတ်ပေးလိုက်ပါတယ်။အဲ့တော့ကျွန်တော်အထူးသဖြင့်ဒီကန့်သတ်ပိတ်ဆို့မှုနဲ့ပတ်သက်ပြီးတော့ထိုချင်းကသမရကနေပြီးတော့အမိန့်အာဏာ၄ရပ်ကိုလက်မှတ်ရေးထိုးပြီးတော့ကျွန်တော်တို့အရေးယူပိတ်ဆို့မှုအားလုံးပေါ့နော်ရှိသမျှအားလုံးကိုဖယ်ရှားပေးလိုက်ခြင်းဟာအမေရိကန်နိုင်ငံနဲ့မြန်မာနိုင်ငံကြားမှာကျွန်တော်တို့ကုန်သွယ်မှုနဲ့ယင်းနှိမ့်မြုပ်နှံမှုတွေတိုးတက်ဖို့အတွက်အလားအလာကောင်းတွေလမ်းဖွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒါ့အပြင်ကျွန်တော်တို့မြန်မာနိုင်ငံပို့ကုန်တွေတိုးချဲ့တင်ပို့နိုင်မှုအတွက် GSP လို့ခေါ်တဲ့ကုန်သွယ်မှုအထူးခံစားခွင့်အဲ့ဒါတွေကိုလည်းအမေရိကန်ဘက်ကနေပြန်လည်ပေးအပ်ခဲ့ပါတယ်။ကျွန်တော်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်ဒီလိုခီးစဉ်တွေတွားရောက်ခြင်းအပြင်ဒီမြန်မာနိုင်ငံအတွက်အကျိုးရှိမဲ့ဒီလိုအလားအလာကောင်းတွေကျွန်တော်တို့ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့နော်ဒီမိုကရေစီစနစ်ကိုငြိမ်းချမ်းစွာတွင်ကူးပြောင်းနိုင်ခဲ့ခြင်းကြောင့်၎င်းကျွန်တော်တို့နိုင်ငံအနေနဲ့လူ့ခွင့်ကိစ္စတွေမှာလည်းထိတ်တက်ရင်ဆင်မှုစွာကျွန်တော်တို့ထိတွေ့မှုတွေပူးပေါင်းဆောင်မှုချင်းကားမှုပုံစံနဲ့ကျွန်တော်တို့ပြောင်းလဲဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အပေါ်မှာထောက်ခံအားပေးမှုတွေတိုးတက်လာခဲ့ပါတယ်တိုးတက်လာခဲ့တော့လည်းပဲကျွန်တော်တို့နောက်ပိုင်းကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာနောက်ပိုင်းဖြစ်ပေါ်တဲ့အခြေအနေကြောင့်မို့စိန်ခေါ်မှုတွေကြောင့်မို့ကျွန်တော်တို့ဖိအားပေးမှုတွေကျွန်တော်တို့เนี่ยရင်ဆိုင်တွေ့ကြုံနေရတဲ့ဖြစ်ပါတယ်ဖိအားပေးမှုတွေကိုကျွန်တော်တို့တွေနဲ့တန်တမာနီလာရရင်ဆိုင်ဖြည့်ရှင်းတဲ့အခါမှာဒါဆောင်ရွက်ချက်တရအနေနဲ့ကျွန်တော်တို့ဒီကျွန်တော်မတ်လအတွင်းကဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့34ကြိမ်မြောက်ပုံမှန်အစည်းအဝေးကိုကျွန်တော်တို့နိုင်ငံခြားရေးဒုတိယဝန်ကြီးအနေနဲ့ကျွန်တော်လည်းပါဝင်တက်ရောက်ခဲ့ပါတယ်တက်ရောက်ခဲ့ပြီးတော့အဲ့ဒီမှာမင်္ဂွန်းပြောကြားပြီးတော့ကျွန်တော်တို့ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ကျိုးပန်းဆောင်ရွက်နေမှုတွေနောက်ပြီးတော့ကျွန်တော်တို့သဘောထားရည်တည်ချက်တွေကိုကဘာကသိအောင်ကျွန်တော်တို့ပြောကြားခဲ့ပါတယ်အလားတူပဲကဘာရမှာရှိတဲ့မြန်မာတာမတ်ကြီးတွေနောက်ဒီကလည်းကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးတော့အခြေအနေမှနေသိရှိဖို့အတွက်သက်ဆိုင်ရာနိုင်ငံတွေကိုထိတွေ့စီယုံရှင်းလင်းပြောကြားမှုတွေကျွန်တော်တို့အနေနဲ့တက်တက်ကြကြပြုလုပ်လျက်ရှိပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းရမှာကူညီမှုနဲ့ပူးပေါင်းဆောင်မှုမှာအမတန်အဓိကကြတဲ့ကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ကိုလည်းသူတို့နဲ့ချစ်ကြည်ရေးပုံမှုတိုးတက်ကောင်းမွန်ဖို့သူတို့နဲ့ပူးပေါင်းဆောင်မှုရရှိဖို့အတွက်ကျွန်တော်တို့အနေနဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အထူးကိုယ်စားလှယ်အနေနဲ့ဒါကျွန်တော်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအနေနဲ့ကျွန်တော်အနေနဲ့သွားပြီးတော့အဲ့နိုင်ငံကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုချစ်ကြည်ခီးသွားရောက်ပြီးတော့ကျွန်တော်တို့နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့အတွက်ထိတွေ့ဆွေးနွေးမှုတွေကျွန်တော်တို့တင်နဲ့ပြုလုပ်နိုင်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ရည်တည်ချက်ကတော့နော်နိုင်ငံတကာမှာဒီရခိုင်ကိစ္စနဲ့ပြောကြတဲ့အခါမှာဒီပြဿနာကိုဖြေရှင်းမှုအစိုးရရဲ့ကြိုးပမ်းနေမှုပေါ်မှာအပြူသဘောကူညီမှုမဟုတ်ဘဲနဲ့ပုံမပြီးတော့ရှုပ်ထွေးလာအောင်ဆက်ဖက်တဲ့ပုံစံမျိုးနဲ့ဖိအားပေးမှုလိုအနေအထားမျိုးတွေကိုကာကွယ်တားဆီးဖို့အတွက်နိုင်ငံတကာမျက်နှာစာမှာမိတ်ဆွေနိုင်ငံတွေကျွန်တော်နိုင်ငံကိုနားလည်မှုရှိတဲ့နိုင်ငံအနေနဲ့တော့ပေါင်းစပ်ညှိနှိုင်းပြီးတော့ကျွန်တော်တို့အနေနဲ့တန်တမာနီလာနဲ့ကြံ့ကြံ့ခံပြီးတော့ရည်တည်ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်းကိုလည်းကျွန်တော်အနေနဲ့တည်သွင်းပြောကြားလိုပါတယ်ခင်ဗျာနောက်ဆုံးဒီတန်တမာဆက်ဆံရေးပိုင်းနဲ့ပတ်သက်လို့ကျွန်တော်ပြောကြားလိုပါတယ်ကျွန်တော်တို့နိုင်ငံကနိုင်ငံခြားရေးမူဝါဒကမ္ဘာနိုင်ငံများအလုံးနဲ့မေးဖို့မပြတ်ဆက်ဆံရေးနောက်ချစ်ကြည်ရေးတိုးမြင့်ရေးကိုကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်လိုက်ရှိပါတယ်
အဲ့လိုကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာရခင်တော့ကကျွန်တော်တို့ကမ္ဘာနိုင်ငံစုစုပေါင်း114နိုင်ငံနဲ့ကျွန်တော်တို့တန်တမာဆက်တွေထူထောင်ထားခဲ့ပါတယ်ကျွန်တော်တို့ဒီအစိုးရတက်လာတဲ့တစ်နှစ်တာကာလအတွင်းမှာနိုင်ငံ9နိုင်ငံပေါ့နော်ဂီနီအီကွေဒေါဆေရှယ်လိုင်ဘေးရီးယားဟိုလီဇေလို့ခေါ်တဲ့ဗာတီကန်စီတီနောက်ပြီးတော့မော်လ်တာနဲ့မာရှယ်ကျွန်းစုတို့နဲ့ကျွန်တော်တို့မြန်မာနိုင်ငံတို့ကြားမှာတန်တမာဆက်တွေထူထောင်မှုတွေယခုလအတွင်းမှာပဲကျင်းပခဲ့တဲ့ဒုတိယကြိမ်ပြည်ဆောင်စုလွှတ်တော်စရုပ်တဲ့ချိန်ပုံမှန်စည်းဝေးကနေပြီးတော့ကျွန်တော်တို့သဘောတူခဲ့ပြီးဖြစ်ပါတယ်မကြာမီမှာကျွန်တော်တို့ပူးတဲ့ကြီးညာချက်တွေလက်မှတ်ရေးထိုးပြီးလို့ရှိရင်ကျွန်တော်တို့တန်တမာဆက်တွေမှုတွေစတင်တည်ထောင်နေမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံဟာဒါတန်တမာဆက်တွေမှုရှိတဲ့နိုင်ငံ120နိုင်ငံထိတိုးမြင့်လာတော့မြဖြစ်ပါကြောင်းဒါကျွန်တော်တို့ရဲ့ဒီကျိုးပန်းဆောင်ရွက်မှုရလဒ်တစ်ခုအနေနဲ့ကျွန်တော်တို့ထင်တဲ့ဒီမှာမိမောင်းထိုးပြလိုပါတယ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့တနစ်တာအတွင်းနိုင်ငံတကာနဲ့ချစ်ကြည်ရေးကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့အပြင်နယ်နိမိတ်ရေးရာကိစ္စရပ်များပြည်ပရောက်မြန်မာနိုင်ငံသားများအကျိုးကာကွယ်ရေးနဲ့ဗီဇာပြည်ပြန်ခွင့်နဲ့ပြည်ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များအားဖြည့်လျှော့မှုများပြုလုပ်ပေးခဲ့ပါတယ်။ထူးခြားတဲ့ဆောင်ရွက်မှုများအပြင်ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများနဲ့ပတ်သက်ပြီးဆောင်ရွက်မှုများထိုင်းနိုင်ငံရောက်မြန်မာဒုက္ခသည်များအနက်မိမိဆန္ဒနဲ့နေရပြန်လို့သူများအားပြန်လည်ပို့ဆောင်ပေးတဲ့ကိစ္စထိန်းသိမ်းရေးစခန်းများမှမြန်မာနိုင်ငံသားများအားပြန်လည်ခေါ်ဆောင်နိုင်မှုများအမည်မဲစည်းရင်ဖြည့်လျှော့မှုနဲ့လူမှုရေးဗီဇာများနေထိုင်ရဲ့တက်တန်းတိုးမြင့်ပေးမှုများနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းရှိဝန်ထမ်းများအတွက်အလုပ်အကိုင်အရေးအသွေးအပါအဝင်လူ့စွမ်းအားအရင်းမြစ်တိုးတက်စေရန်ဆောင်ရွက်ခြင်းကိစ္စရပ်များကိုလှုံ့ဆော်နိုင်ခဲ့ပါတယ်ရှင်ဒီအစိုးရအဖွဲ့အစည်းအနေနဲ့ပထမတစ်နှစ်တာကာလအတွင်းမှာဒီအိန္ဒိယနိုင်ငံတွေရောနောက်အာဆီယံနိုင်ငံတွေရောနောက်ပြီးတော့မဟာဗျူဟာကျတဲ့အင်အားကြီးနိုင်ငံတွေရောနော်အပါအဝင်ကမ္ဘာနိုင်ငံအားလုံးနဲ့ချစ်ကြည်ရင်းနှီးမှုကိုဟန်ချက်ညီညီမြတ်တဖြစ်အောင်ကျွန်တော်တို့အနေနဲ့ချစ်ကြည်ရေးတွေပူးပေါင်းဆောင်မှုတွေကိုတိုးမြင့်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်အဲ့တော့လာမယ့်နှစ်တွေမှာလည်းအခုပထမနှစ်မှာတိဆောက်ရရှိခဲ့တဲ့ချစ်ကြည်ရင်းနှီးမှုကောင်းတွေပူးပေါင်းဆောင်မှုကောင်းတွေကိုအခြေခံပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ဦးစားပေးလုပ်ငန်းတွေဖြစ်တဲ့အမျိုးသားရင်ကြားစီရေးငြိမ်းချမ်းရေးလုပ်ငန်းတွေပုံမတိုးတက်အောင်မြင်ရေးနောက်ပြီးတော့ကျွန်တော်တို့ဒီပြည်သူပြည်သားတွေရဲ့လူနေမှုဘဝပုံမတိုးတက်ရေးတို့ကိုအလေးထားဆောင်ရွက်နိုင်ဖို့အတွက်ဒီချစ်ကြည်ရင်းနှီးမှုတဲ့နိုင်ငံတွေကနေပြီးတော့လက်တွေ့ထိရောက်တဲ့အကူအညီတွေရရှိဖို့အတွက်စီးပွားရေးပူးပေါင်းဆောင်ရွက်ပိုင်းမှာပုံမပြီးတော့အာရုံစိုက်ပြီးတော့လေးထားဆောင်ရွက်သွားမယ်လို့ကျွန်တော်အနေနဲ့မျှော်မှန်းထားပါတယ်တစ်ချိန်တည်းမှာပဲခုနကျွန်တော်ပြောခဲ့တဲ့လူခွင့်ရေးဒီမိုကရေစီရေးနော်ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးအဲ့လိုအကောင့်ထဲဖော်ရမှာကျွန်တော်တို့အနေနဲ့နိုင်ငံတကာကနေပြီးတော့အသိအမှတ်ပြုမှုတွေရရှိနေတော့လည်းပဲနောက်ဆုံးရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေကြောင့်ကျွန်တော်တို့နိုင်ငံတကာမျက်နှာစာမှာဖိအားပွေးမှုတွေရှိလာတာကြောင့်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်ဒီစိန်ခေါ်မှုတွေကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုမထိပါအောင်ကျွန်တော်တို့နိုင်ငံတော်ရဲ့အကျိုးစီးပွားမထိပါအောင်ကျွန်တော်တို့ပြည်သူတွေရဲ့အကျိုးစီးပွားမထိပါအောင်နောက်အမျိုးသားရင်ကြားစေကျိုးပမ်းမှုမထိပါအောင်အထူးဂရုပြုပြီးတော့ကျွန်တော်တို့အနေနဲ့နိုင်ငံတကာရှေ့တန်းမှာတန်တမာများအနေနဲ့တက်ကြွနဲ့ဆက်လက်ကာကွယ်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုပြောကြားရင်းနဲ့ညီကုန်းချုပ်ပါတယ်